မိဘပြည်သူများရှင်ကျမကိုထပ်မံပြီးတင်ဆက်ပေးချင်တာလေးကတော့အင်မတန်ကိုဆက်ဆုပ်ရွံ့ရှာဝယ်ကောင်းတဲ့သတင်းလေးတစ်ခုသာဖြစ်ပါရဲ့ရှင်ဒီသတင်းလေးကိုဖြစ်ပေါ်လာအောင်ပြုလုပ်လိုက်တဲ့သူတွေကတော့ NUG ကနေဆင်းသက်လာတဲ့ဝမနာသားများဖြစ်တဲ့ PDF တွေပဲဖြစ်ပါရဲ့ရှင်အခုလိုငလင်တန်ခံနေရတဲ့အချိန်မှာ NUG ကဗာလဲကာကွယ်ဝင်ကြီးရဆိုလားစာထုတ်ထားရဲ့ရှင်သူစာထုတ်ထားတဲ့စာလေးကိုကျမအယုံဆုံးဖတ်ပြပါမယ်နော်မတ်လ29ရက်နေ့ကထုတ်ထားတာပါရှင်ကာကွယ်ဝင်ကြီးဌာနရဲ့အထူးညွှန်ကြားချက်တဲ့ဆိုပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက်တဲ့ငလင်တန်တဲ့ဒေသတွေနဲ့ဆက်ဆက်တဲ့ခရိုင်တွေမှာခုခံကာကွယ်စစ်မှလွဲပြီးတော့ထိုးစစ်အားလုံးကိုကျက်သက်ပတ်2ပတ်ကြာမတ်လ30ရက်နေ့ဧပြီလ12ရက်နေ့ရပ်ဆိုင်းထားဖို့အတွက်တဲ့ပြည်ပကကိစ္စရေးအဖွဲ့တွေလိုအပ်တဲ့ကူညီတွေကာကွယ်ဆောက်ရှောက်နိုင်ဖို့အတွက်ညွှန်ကြားထားတယ်ဘာညာဆိုတော့အားထားတာပေါ့ရှင်သူတို့ကလည်းရှင်းပြအဲ့လိုပဲစာထုတ်တာပဲတတ်နိုင်တယ်ပေါ့နော်အဲ့တော့စာထုတ်တာရှင်ဒီတော့ကျွန်မအိတ်စာတွေ့လိုက်တဲ့အခါကျတော့စစရင်မြင်တော့ကျွန်မအကောင့်ဘက်ကပဲစဉ်းစားတာပေါ့နော်ဝယ်ဖြစ်သူတို့မြန်မာနိုင်ငံသားပဲဆိုတော့ကိုယ်နိုင်ငံငလင်တန်ဖြစ်တဲ့အချိန်မှာ PDF တွေဒီလိုမျိုးစစ်တွေမပြုတ်ဖို့အတွက်ပေါ့နော်ရထားခိုင်းတာကောင်းပါတယ်ပေါ့ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့ရေဘေးတုန်းကလူတွေသွားခဲ့တဲ့တပ်မတော်သားတွေကိုပြစ်ခတ်မှုတွေလုပ်ခဲ့တယ်လေအဲ့တော့တပ်မတော်သားကြာဆုံးခဲ့ရတာလည်းရှိရဲ့ရှင်အဲ့လောက်ထိရက်ဆက်ရုံမာခဲ့တဲ့သူတွေပေါ့နော်ဒီတော့ဒီလူတွေကဒီလိုမျိုးစကားပြောတော့ကျွန်မကလည်းယုံလွယ်တယ်ပြောရမလားမသိဘူးစိတ်ထဲအကောင်းမြင်တာပေါ့နော်အော်ဒီလောက်တော့သူတို့မစိုးပါဘူးပေါ့ဆိုပြီးတော့တွေးမိအောင်ရှိသေးရဲ့ရှင်သတင်းတက်လာရှင်အဲ့ဒါပါလဲဆိုတော့အမြန်လန်း254နှစ်မိုင်အနီးမှာတဲ့ငလင်ဘေးကုညီကယ်ဆယ်ရှင်တွေခရီးသွားရှင်တွေအနေနဲ့မဖြစ်စေရအတွက်လမ်းညွန်လှုပ်ပေးနေတဲ့ရဲတပ်ချက်ကြီးကို PDF ကနေပြီးတော့ချောင်းမြောင်းပစ်ခတ်ပြီးတပ်ဖြတ်သွားပါရှင်နောက်ထပ်ပြည်စင်တစ်ခုကတော့စကိုင်းတိုင်းကိုကယ်ဆယ်ရေးသွားတဲ့ရင်တန်းဟာမြင်းမှုမှာမြန်မိုင်းဆွဲပြီးတော့တိုက်ခိုက်ခံခဲ့ရပါရှင်နောက်ထပ်ပြည်စင်ကတော့တောင်ငူတငါဒအားလိုင်းပေါ့နော်တီကျစ်တအားလိုင်းနဲ့ဘလူးကြောင့်တအားလိုင်းတို့ကို PDF တွေကဖျက်ဆီးခဲ့ပါရှင်ဒါကြောင့်လက်စစ်ပို့လို့မှုမှာလည်းခက်ခဲအများကြီးဖြစ်ပေါ်ခဲ့ရပါပြီရှင်ဒီပြည်စင်3ခုပါဆိုရင်အန်ယူဂျီထုတ်ပြန်ချက်နဲ့လာနဲ့မသက်ဆိုင်တယ်လို့မထင်မိဘူးလားရှင်အန်ယူဂျီကဒီလိုမျိုးပေါ့နော်ဒီလိုစစ်တွေရပ်ပါပြီဆိုပြီးထုတ်ပြန်လို့ဒီကတက်မတော်သားတွေကရင်တန်းအနေနဲ့ဒီဒေသတွေကိုကယ်ဆယ်ဖို့တော့သွားလာရှင်စကိုင်းတိုင်းကအခုဆိုရင်လေပီတက်တွေအခြေပြုတဲ့စကိုင်းတိုင်းက80ခန်းလောက်ပျက်စီးသွားပြီရှင်သိလားတကယ်ကိုတုတ်တန်တစားပြေကဲတော့ဖြစ်နေတာကယ်ဆယ်ရေးလည်းဘလို့မှမသွားနိုင်တဲ့အချိန်တစ်ခုမှတက်တော်သားလွဲလို့ရှင်အဲ့ဒီကိုဘယ်သူမှမသွားရဘူးရှင်နောက်ဆက်တွဲငလင်တွေကလည်းရှိနေသေးတဲ့အတွက်တာမန်ပရိုက်တာသမားတွေသွားဖို့ဆိုတာအရန်ခက်ခဲတယ်လမ်းမဆက်သွယ်လည်းဘလို့မှအဆင်မပြေဘူးဒီတော့တက်မတော်သုံးတဲ့ရင်နေတဲ့တာသွားနေတဲ့အချိန်မှာဒီလိုမိုင်းဆွဲတိုက်ခိုက်တယ်ဆိုစဉ်းစားကြည့်ပါဦးရှင်ဒီတော့အန်ယူဂျီကဒီလိုစာထုတ်ပြီးတော့သူတို့စကားကိုယုံပြီးတော့လူတွေသွားကြတာရှင်တော်တော်ကလင်ကကြစ်ကြတဲ့အဖွဲ့ပဲရှင်သိလားဒီလိုအယောင်ပြစာထုတ်ပြီးတော့ရောက်လာတဲ့အချိန်မှာ PDF ကမိုင်းဆွဲတယ်ဆိုတာကနှစ်ယောက်ပေါင်းကြံကြတာလားဒါမှမဟုတ်အန်ယူဂျီက PDF ကိုမနိုင်တာလားရှင်ဒါကျမတို့မေးခွန်းထုတ်မယ့်ကိစ္စကုတာဖြစ်ပါတယ်ကျမတို့နိုင်ငံရဲ့လည်းတရားအန်ယူဂျီနဲ့ PDF ဆိုတာဘယ်ငရဲပြည်ကနေများဆွဲတင်လာခဲ့တယ်မကောင်းဆိုးရတယ်လည်းမသိပါဘူးရှင်ဒီလောက်ဒီဒုက္ခရောက်နေရတာအောင်မှသူတို့လုံရက်တယ်ရှင်သိလားဒီလိုမိုင်းဆွဲတိုက်ခတ်လိုက်တဲ့အခါကျတော့ကြာဆုံးတဲ့ဆင်းတော့မသိရသေးဘူးဒါပေမဲ့ဘယ်နှဦးပဲကြာဆုံးဒီဦးရေအရှိတော့ပဲတွက်လို့မရအောင်နော်တက်တော်သား9ဦးကြာဆုံးတယ်ဆိုပေမဲ့အဲ့ဒီရင်တန်းဟာစကိုင်းတိုင်းမှာအသက်ရှင်ကျန်နေသေးတဲ့ပြည်သူအချို့ကယ်ဖို့သွားတာရှင်ဒီတော့မကယ်နိုင်တော့ဘူးဆိုတော့ဟိုမှာလည်းတိတ်ဆုံးမှုထပ်ရှိနိုင်တယ်ဒီအခါမှာတိတ်ဆုံးမှုတွေဟာတက်တော်သားတိတ်ဆုံးမှုပဲမဟုတ်ဘူးရှင်တိုင်းသူပြည်သားတိတ်ဆုံးမှုပါထက်တော့မှာဒီမိုင်းဆွဲတိုက်ခိုက်မှုဟာတက်တော်သားတွေပဲတိတ်တာမဟုတ်ဘူးရှင်ပြည်သူတွေပါတိတ်တာဒီလိုမျိုး PDF တွေကစဉ်းစားနိုင်စွမ်းမရှိတာလားတိုင်းပြည်ပေါ်ဒီလောက်ထိစေတနာနဲတာလားဆိုတာတော့တော်တော်မေးခွန်းထုတ်တဲ့ကိစ္စပါပဲရှင့်ဒီလိုအောက်တန်းစားတွေမကောင်းဆိုးဝါးတွေကိုအားပေးနေကြတဲ့မိဘပြည်သူတွေလည်းနောင်တရလားမရလားတော့မသိဘူးရှင့်ကျမကတော့ဘေးကနေကြည့်ပြီးတော့တော်တော်ကိုဒီအဖွဲ့အစည်းရောဒီအဖွဲ့ကိုအားပေးနေတဲ့သူတွေရောတော်တော်ဆက်ဆုပ်ရောရှာနေပါပြီရှင့်ပြည်သူတွေလည်းတော်တော်ကိုစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေပါပြီကိုယ့်ရဲ့လုပ်ရက်ကိုနည်းနည်းစဉ်းစားဆင်ခြင်ကြပါအောင်လို့ဒါပြောချင်ပါတယ်နော်ပြည်သူတွေအနေနဲ့ရွေးချယ်ချက်နှစ်ခုသာရှိပါတော့တဲ့ရှင့်တခုကတော့ဒီကောင်တွေကိုအားမပေးတော့ဘဲနဲ့ကိုယ်တိုင်းပြည်ပြန်လဲထူထောင်ရေးကိုလောက်ကင်မလားဒီကောင်တွေကိုဆက်လက်အားပေးပြီးတော့အခုထပ်ပို့ပြီးတော့စုပ်ပြတ်တက်သွားတဲ့တိုင်းပြည်မှာနေထိုင်မလားဆိုတာကတော့မိဘပြည်သူများရဲ့ရွေးချယ်စာသာရှိပါတော့တဲ့ရှင့်ကျမအနေနဲ့သတင်းလေးဖတ်ပြရတာတော်တော်စိတ်ထဲမှာဒေါသထွက်ရပါတယ်စိတ်ကိုထိန်းပြီးတော့ဖတ်ပြရတာပေါ့နော်ဘယ်လောက်ထိမခံချင်စရာကောင်းလဲရှင်ကျမတို့တက်မတော်သားတွေအသက်ကလာငားရတာမဟုတ်ဘူးရှင်လူကယ်ဖို့သွားတဲ့သူတွေစစ်တိုက်ဖို့လာလည်းမဟုတ်ဘူးရှင်ကယ်ဆယ်ရေးပစ္စည်းအပြည့်စုံနဲ့စကိုင်းတိုင်းရလူတွေကိုကယ်ဖို့လာတဲ့ရင်တန်းရှင်အဲ့ဒီမှာရိတ်ခါတွေပါတယ်ကယ်ဆယ်မဲ့ပစ္စည်းပါတယ်သူတို့တွေကအန်ယူဂျီစာထုတ်တော့ယုံပြီးတော့လာတာပေါ့ရှင်အဲ့ဒီအချိန်မှာအလစ်ငိုက်ဖမ်းပြီးတော့လောက်တာရှင်တော်ရက်ဆက်ရုပ်မှာကြတာပဲစကိုင်းတိုင်းတောင်မှာပျက်စီးသွားပြီဟာကိုစကိုင်းတိုင်းက PDF တွေကယနေ့ချိန်ကြီးအတိတရားမရသေးတာကတော့ကျမလည်းဘလို့မှမပြောတတ်တော့ပါဘူးရှင်